Okay မင်္ဂလာပါကျွန်တော်တို့ဒီနေ့အခုလိုမျိုး 3D logo လေးတစ်ခုကိုဖန်တီးကြအောင်ပါနော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုတိုင်းဆွဲထားတဲ့ logo သို့မဟုတ်ဒါသူများဆွဲထားတဲ့ logo ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအရင်ဆုံးဘာလို့မလဲဆိုရင်တော့ AI file ပေါ့နော် Adobe Illustrator နဲ့ဆွဲထားတဲ့ file လို့တယ်ကိုကအဲ့လိုမျိုး Adobe Illustrator နဲ့ဆွဲထားတဲ့ file မရှိဘူးဆိုလို့ရှိရင်လည်း SVG file type ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ SVG file type ကိုမှတကယ်လို့ကိုတိုင်းဆွဲထားတဲ့ AI file ရှိရဆိုရင်တော့file ထဲမှာ SVG ကျွန်တော်တို့ save as နဲ့ဒီမှာသွားပြီးတော့ SVG file type ကိုရွေးပြီးကျွန်တော်တို့ save လုပ်လို့ရတယ် Okay save ခြင်းဒီ file ကိုကျွန်တော်တို့ save ခင်မှာအဓိကအရေးကြီးတာက file ကိုကျွန်တော်တို့အခုလိုမျိုးတက်စီမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ဆွဲထားတဲ့ logo တွေကိုကျွန်တော်တို့အခုလိုမျိုးတက်စီမဟုတ်ဘဲနဲ့အကုန်လုံးကိုကျွန်တော်တို့ဆက်လက်မှတ်ပြီးတော့ expand လုပ်တင်လဲလုပ်သို့ expand လုပ်ပြီးသွားရင်လည်းကျွန်တော်တို့အခုလိုမျိုးတစ်ခါလေးအားလုံးကို boundary နဲ့ရှိနေဖို့လိုအပ်တယ်ပေါ့နော် Okay အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ file ကို control s နဲ့နော် svg file type နဲ့ကျွန်တော်တို့ Nike logo ဆိုပြီးတော့ကျွန်တော်တို့ save လုပ်လိုက်မယ် Okay ကျွန်တော်တို့ခုနကတော့ logo file ကို svg file format နဲ့ save ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အခုဘာလုပ်မလဲဆိုလို့ရှိရင်တော့ planner ထဲကိုလာမယ်ခုနကတော့ save ထားတယ်ကျွန်တော်တို့ဒီ svg file ကို planner ထဲကိုလာထည့်မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ရှိနေတဲ့ default cube ကိုဖြတ်လိုက်မယ်ပြီး file import ထဲမှာဒီမှာကျွန်တော်တို့ svg file ဆိုပြီးတော့ရှိရပါတော့အဲ့ဒီကနေမှာကျွန်တော်တို့ခုနကတော့ save ထားတဲ့ logo file ပေါ့နော်အဲ့ဒီအောင်ကျွန်တော်တို့လာပြီးတော့ယူလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးတခြားလေး zoom ချဲ့ကြည့်လိုက်ရင်အခုလိုမျိုးမြင်ရမယ်ပေါ့နော် Okay ထုလိုမြင်ရမယ်တော့ကျွန်တော်တို့ဒီ logo ကလောလောဆယ်မှာတော့တက်စီကျွန်တော်တို့file save တော့ကျွန်တော်တို့တစ်ခုလေး save ထားတယ်ဆိုပေမဲ့ဒီမှာတော့ကျွန်တော်တို့ကငါတစ်ခု KE နဲ့အောက်ကဒီ image လေးကတစ်ခုဆိုပြီးတော့ကျွန်တော်တို့၃ခုချက်ကွဲနေတယ်ပေါ့နော် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီကောင်တွေအားလုံးကို select မှတ်မယ် control J နဲ့အကုန်လုံးကိုပေါင်းလိုက်မယ်ပြီးတော့ကျွန်တော်တို့ဘာလို့မလို့ဒီကောင်ကိုထောင်းလိုက်မယ်ပေါ့နော်အခုကကျွန်တော်တို့လဲနေတော့ကျွန်တော်တို့ဒီကောင်ကို R နဲ့ထောင်းလိုက်မယ်ထောင်းပြီးတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်သူ့ရဲ့ origin point ကဒီမှာရှိနေတာဖြစ်တဲ့သူ့ရဲ့ origin point ကိုသူ့နေရာမှာသူရှိအောင်ကျွန်တော်တို့ရွှေ့လိုက်မယ် set origin to ပြီးတော့ရင်တော့ကျွန်တော်တို့ဒီကောင်းကိုဒီအလဲကိုပို့လိုက်မယ်ပေါ့နော် selection to cursor okay ရပြီပြီးတော့ရင်တော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ဒီမှာလောလောဆယ်ကျွန်တော်တို့မှာဒီလို file လေးရပြီလိုဟာလေးရပြီပေါ့နော်ရပြီဆိုရင်ဘာလုပ်မလဲဆိုရင်ဒီမှာကျွန်တော်တို့ object data properties ကိုတွားမယ်ပြီးတော့ကျွန်တော်တို့ဒီ geometry တွေကိုတွားပြီးတော့ဒီကောင်ပေါ့ extrude ပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်တို့ဒီမှာလာပြီးတော့အတိုး shot လုပ်ခြင်းအပြင်သူ့မှာဒီဘယ်လိုပြောမလဲဒူးတယ်တခုအနောက်မှာထွက်လာတယ်ပေါ့နော်အဲ့တော့အကြီးနေရလို့ထင်ကိုကနံပါတ်ရိုက်ပြီးတော့လုပ်လို့ရတယ် Okay ကျွန်တော်လောက်ထားမယ်ပေါ့နော်နည်းနည်းလေးကျွန်တော်တင်လိုက်မယ် 0.007 လောက်ထားလိုက်မယ်ပေါ့နော် Okay ဒါဆိုရင်ကျွန်တော်တို့ဒီလိုရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒါပေမဲ့လောလောဆယ်မှာကျွန်တော်တို့ဒီအနာသားလေးတောင်းနေရအရင်ရှဖြစ်နေတယ်အဲ့ဒီဟာကိုကျွန်တော်တို့ဘယ်လိုပြင်မလဲဆိုလို့ရှိရင်တော့ဒီမှာအရင်တော့ကျွန်တော်တို့ဒီကောင်ကိုအခုလိုမျိုးလောက်ပြီးသွားပြီဆိုလို့ရှိရင်တော့အခုအချိန်မှာဒီမှာလာကြည့်ရင်ဒီကောင်ကကျွန်တော်တို့ curve ဖြစ်နေတယ် curve ဖြစ်နေတဲ့ဟာကိုကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ object ထဲမှာ convert ပါနော် convert ထဲမှာကျွန်တော်တို့ mesh ကိုပြောင်းပေးရမယ် Okay ပြောင်းလိုက်ရင်တော့သူက mesh ဖြစ်သွားပြီပေါ့နော် mesh ဖြစ်သွားတဲ့ဟာကိုမှကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုရင် modifier ထဲမှာသူ့ကိုremesh လုပ်မယ်ပေါ့နော်image remesh လုပ်မယ် remesh ကိုကျွန်တော်တို့ smooth ကိုပြောင်းလိုက်မယ်ဒီကောင်အမှန်ချင်းဖြုတ်ပြီးတော့နံပါတ်4 5 9ပေါ့နော်9လောက်ထားလိုက်ပြီပေါ့နော် Okay 9လောက်ထားပြီးကျွန်တော်တို့ဒီကောင်ကို apply လုပ်မယ်ပြီးတော့နောက်ထပ် modifier တစ်ခုထပ်ခေါ်မယ်ပေါ့နော် define နဲ့ကဒီကောင်လေးပေါ့နော် Okay ခေါ်ပြီးတော့ကျွန်တော်ဒီကောင်ကိုနံပါတ်ကို100လောက်ထားလိုက်မယ် only smooth Okay ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုး 3D logo လေးတစ်ခုရသွားပြီပေါ့နော်အရင်လဲပြန်ပါတယ်လွယ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ shape smooth လုပ်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်တို့ 3D logo လေးတစ်ခုရရင် material လေးသူတို့ကိုတော့ပြောင်းလိုက်မယ်ပေါ့နော် Okay ဒီမှာဆိုကျွန်တော်တို့ 3D
3D logo တခုရပြီဆိုရင်သူ့ကိုကျွန်တော်တို့ material မှာကျွန်တော်တို့ဘာလုပ်မလဲဆိုရင် metallic ကိုကျွန်တော်တို့အဆုံးထိတင်ပြီးတော့ roughness ကို 0.05 လောက်ထားလိုက်ရင်ဒါဆိုတော့ Chrome တခုရတယ်ပေါ့နော် Chrome ဆိုတာကတော့ကျွန်တော်တို့သူကဒီတတုကိုမှလုံးဝအပြောင်ပေါ့နော်အဲ့လိုအပြောင်လက်နဲ့ဟာမျိုးပေါ့လေအဲ့လိုမျိုးတတုtexture လို့ပုံစံမျိုးပေါ့လေအဲ့ဒီဟာကိုတော့ကျွန်တော်တို့ Chrome လို့ခေါ်တာပေါ့ Okay ပြီးတော့ရင်ကျွန်တော်တို့ဒီပေါ့နော် lighting လေးတွေထည့်ပြီးတော့ lighting လေးတွေချိန်မယ်ချိန်ထဲမှာကျွန်တော်တို့wall ထဲမှာသွားပြီးရင်ဒီထဲမှာကျွန်တော်တို့ environment texture လေးခေါ်လိုက်မယ် sorry environment texture ခေါ်ပြီးဒီထဲမှာကျွန်တော်တို့ကြိုက်တဲ့ပုံပေါ့နော်ကြိုက်တဲ့ပုံကိုရွေးပြီးတော့ကျွန်တော်ဒီမှာရှာရတဲ့ပုံတစ်ခုရှိတယ်ပေါ့နော်သူကတော့ abstract colorful image ပေါ့ပြီးရင်ကျွန်တော်တို့ဒီကောင်ကိုဒီ color မှာလာပြီးတော့ချိန်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီခုလိုမျိုးပေါ့နော်ဒီရောင်စုံနဲ့အဲ့လိုပေါ့ကျွန်တော်တို့ဒီသူကကျွန်တော်ခုလောက်ထားတဲ့ကောင်က reflection ပြန်တဲ့ကောင်ပေါ့နော်ပြောပါလို့ရှိရင်လုံးဝဟိုချောပြောင်ပြီးတော့ Chrome ခေါ်မှာပေါ့နော်အဲ့လို Chrome ဆိုတော့ဘေးမှာရှိနေတဲ့ကောင်တွေကသူ့စီမှာလာပြီးတော့ရောင်ပြန်နေတာပေါ့ Okay ပြီးတော့ရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်တော့သူ့ကိုဒီ background ကို transparent ဖြစ်အောင်လုပ်ပေါ့နော် render setting ထဲမှာသူ့ကိုအနောက်ကို background ကိုမပေါအောင်ဖယ်လိုက်မယ်ပေါ့နော်ပြီးတော့သူ့ကိုကျွန်တော်တို့ contrast ကို medium high contrast ကိုထား Okay ပြီးတော့ရင်ကျွန်တော်တို့ဒီမှာကသူ့မှာ background ကိုကျွန်တော်အမဲထားချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ခု plane တစ်ခုခေါ်လိုက်တယ်ခေါ်ပြီးတော့ plane ကိုသူ့ရဲ့နောက်ကိုရွှေ့ပြီးတော့သူဒီ plane ရဲ့ material ကိုကျွန်တော်အမဲအောင်တစ်ခုထားလိုက်ပါမယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ background အမဲရောင်နဲ့အခုလိုမျိုး 3D logo လေးတစ်ခုကိုမြင်ရမယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်သူ့ကို render setting တွေချိန်မယ်ချိန်ပြီးရင်ကို render engine ကတော့ကို EV တော့မဟုတ် cycle နဲ့ကိုကြိုက်တယ်လို့ကျွေးလို့ရတယ်ပေါ့နော်နောက်ဆုံးအဆင့်ကတော့ camera ကိုချိန်ရမယ်ပေါ့နော် camera ကိုကျွန်တော်တို့ကိုထားခြင်းတဲ့နေရာမှာကျွန်တော်တို့ဒီ logo ရဲ့ရှေ့တရက်ကနေထားချင်တာဆိုတော့ဒီ logo ရဲ့ရှေ့တရက်ကို camera ကိုယူလာမယ်ပြီးရင်တော့ကျွန်တော် camera ကိုလိုချင်တဲ့အနေထားတော့ဒီရအောင်ပြန်ပြီးတော့ရွှေ့မယ်focal length ကိုလည်းချိန်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုး 3D logo လေးတစ်ခုကိုရတာပါပြီဒီကတော့ကျွန်တော်ခုနကလုပ်ထားတဲ့ 3D logo ကိုပဲ animation လေးထည့်ထားတာပေါ့နော်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေကျွန်တော်နာမည်ကတော့ခန့်ညာစီသူလို့ခေါ်တယ်ပေါ့နော်ကျွန်တော်က senior designer illustrator နဲ့ 3D generalist တယောက်ဖြစ်ပါတယ်တခြားသိချင်တာတွေရှိရင်လည်းကျွန်တော်စီကိုလာမေးလို့ရတယ်ပြီးရင် Blender software ကိုအခြေခံအလေးစားပြီးတော့လေ့လာခြင်းတဲ့သူတွေရှိရင်လည်းကျွန်တော်စီကိုသင်တန်းကိစ္စလာပြီးတော့စုံစမ်းမေးမြန်းလို့ရပါတယ် Okay ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်